ကဲဆရာတို့ chapter 1ကိုစတင်လေ့လာကြည့်အောင်နော် chapter 1ကဘာအကြောင်းအရာလို့မေး function တွေအကြောင်းလေ့လာချက်ဟုတ်နော် function ဆိုတာဆရာတို့ဆက်သွယ်ချက်တွေအဲဒီဆက်သွယ်ချက်တွေလေ့လာတဲ့အခါမှာဆရာတို့ chapter 1ကိုဘယ်နှပိုင်းတင်မလို့မေးရင်နော်5ပိုင်း type 1ကနေ type 5ဒီ5ပိုင်းဘာကြောင့်5ပိုင်းတင်ရတယ်လဲလို့မေးရင်ဆရာဒီနော်အလုံးကိုရောမတင်ဘူးလွယ်ရအောင်တူဟာစုထားတာတူဟာစုထားတယ်ဆိုတာအရင်ဆုံး type 1ကတစ်ခုတည်းသော function တွေအကြောင်းလေ့လာခြင်း type 2ကြတော့တစ်ခုတည်းပို့တဲ့ function တွေအကြောင်း function နှစ်ခုတည်းသုံးခုတည်းလေ့လာခြင်း type 3ကြတော့ဆရာတို့က function တွေပြန်ရှာခြင်းဟုတ်ပြီနော် type 4ကြတော့ inverse function ဆိုပြောင်း function တွေလေ့လာခြင်း type 5ကြတော့ binary operation ဆိုပြီးတော့နော်နှစ်ခုတည်းလုံးဆောင်ချက်ဆိုပြီးတော့စသဖြင့်5မျိုးရှိတယ်အဲ့ဒီမှာဆရာတို့မေကုန်းပုံစံအရာကြည့်တော့လည်းပဲဆရာတို့ကတွေ့ရလို့မေးရင် type 1ကနေ type 4ထိဟုတ်ပြီနော်အဲ့ဒါကိုတစုစုပြီးတော့အဲ့ထဲကနေဆရာတို့9မှတ်တန်တစ်ပုဒ်မေးတယ်ဆရာတို့အောက်က type 5 binary operation ကနေ9မှတ်တန်တစ်ပုဒ်မေးတယ်ဟုတ်ပြီနော်အဲ့ဒါစုစုပေါင်း9မှတ်တန်နှစ်ပုဒ်ဆို10မှတ်နောက်တစ်ခုက3မှတ်တန်တစ်ပုဒ်ကကြတော့ဒီ type 1ကနေ type 4ထဲကနေ3မှတ်တန်တစ်ပုဒ်မေးတယ်ဒါကြောင့်စုစုပေါင်း73မှတ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကအရင်ဆုံး type 1ကိုစတင်လေ့လာကြည့်အောင်နော် type 1တစ်ခုတည်း function လေ့လာကြည့်အောင်အဲ့ဒါကိုဆရာအခြေခံနေစတင်ပြပါမယ်ကဲ type 1တစ်ခုတည်းသော function များလေ့လာခြင်းတစ်ခုတည်းသော function ဆိုတော့ဘာလို့မေးရင်ဒါလို့သမီးတို့တွေ့ရမှာက function ထဲမှာ f4h နဲ့ g4h စသဖြင့်တစ်ခုတည်းတွေ့ရလိမ့်မယ်နော်ဒါ f4h နဲ့ g4h ဆိုတော့ဘာတွေလဲဟုတ်ပြီနော်ဒါဆိုကိုယ်တော်ကလည်းသင်မှုတယ်ဒါပေမဲ့ဆရာအခုပြန်ပြောပြပေးပါမယ်ဆရာတို့ဒီမှာ f function ဆိုတဲ့နေရာမှာဆရာတို့ခွင်းတစ်ခုရှိလိမ့်မယ်နော်ခွင်းစားနဲ့ခွင်းစုံဟုတ်ပြီနော်ခွင်းစားနဲ့ခွင်းစုံတစ်ခုရှိရဲ့အဲ့ဒီခွင်းစားခွင်းစုံကြားတဲ့ဟာကိုကျတော့ပေးထားတဲ့ကဏ္ဍကိုကျတော့ element လို့ခေါ်တယ်မြန်မာလိုအစုဝင်လို့ခေါ်တယ်ဟုတ်ပြီနော်အစုဝင်လို့ခေါ်ပြီးတော့ညာဘက်ခြမ်းကဟာကိုကျတော့ထွက်လာတဲ့ရိပ်နော်အင်္ဂလိပ်ပြောရင် image ပေါ့နော်အဲ့ဒါလေးမှတ်ထားမယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့အခုစတင်ကြားမှာကဆရာတို့ဗာလဲလို့မေးရင်အဲ့ဒီမှာမှနော်ဒီ f of element equal to image ဆိုတဲ့ပုံစံကနေမှဆရာပုံစံ1ပြန်ခွဲမယ်ပုံစံ1ဆိုဘယ်လိုခွဲလို့မေးရင်အဲ့ဒါလည်းမှတ်ထားအောင်နော်ဆရာတို့ type 1 function တစ်ခုတည်းเนาะတစ်ခုတည်း function အောက်ကနေမှပုံစံတွေထပ်ကွဲသွားတာကိုဆိုလိုတာเนาะမရောစေနဲ့เนาะဆိုတော့ type 1ပဲရှိဦးမှာ type 2ကမတင်သေးဘူးအဲ type 1အောက်ထဲကမှပုံစံ1စတင်ပါမယ်ဟုတ်ပြီเนาะပုံစံ1ကမှဆိုတော့ဘာလို့မေးရင် element ပေးပြီး image ရှာခြင်းဟုတ်ပြီเนาะပုံစံ1เนาะပုံစံ1ကဘာလဲ element ပေးပြီး image ရှာခြင်းအဲ့လို element ပေး image ရှာခြင်းမှာလည်းသူကနှစ်မျိုးပေးတာတက်တယ် element ကိုဘယ်လိုပေးတက်တယ်နှစ်မျိုးပေးတက်တဲ့ကြောင့်မလို့ ab ရှာထပ်ခွဲမှာဟုတ်ပြီเนาะအဲ့ဒါဒီမှာဒါเนาะအဲ့တော့ပုံစံ1က element ပေးပြီး image ရှာခြင်းအဲ့မှာအဲ့လိုပေးတာတော့မှဘယ်နှခါရှိလဲ2မျိုးရှိတော့ a နဲ့ b ခွဲတယ်ကဲအရင်ဆုံးအခြေခံနေစတင်ပါမယ်နံပါတ်1ကဘာလို့မေး let the function f function r to r be given by တဲ့ f function ပေးထားတယ်ဟုတ်ပြီเนาะ f function ပေးထားပြီးတော့ဆရာတို့ကเนาะ f function ပေးထားတဲ့ခါမှာ define by เนาะ given by ဆိုပေးထားတဲ့ခါမှာနံပါတ် a ကြည့်ရအောင် a တပုတ်ကိုဆရာတွက်ပြမယ် b ကကော့ကိုတွက်ပြရမယ်เนาะ a ဆရာတွက်ပြမယ်ပြီးရင်ဆရာကိုပြန်လဲပြောပြပေးရမယ်အဖြေတွေပြန်ပို့ပေးရမယ်ဟုတ်ပြီเนาะအဲ့တော့ဆရာတို့နံပါတ် a မှာဘာဖြစ်လဲလို့မေး f4a ဒီ x + 3လို့ပေးထားတယ်ဟုတ်ပြီเนาะ f4a ဒီ x + 3လို့ပေးထားတယ်ရှာခိုင်းတာကဒီနောက်က find ရှာပြဆို f4 1စသဖြင့်အနောက်ကပေးထားတယ်ပေါ့လွယ်ပါတယ်ဆရာအခြေခံနေစတင်ပြပါမယ်အရင်ဆုံးဘယ်လိုတွက်မလဲကြည့်ရအောင်အရင်ဆုံးပေးထားတဲ့ဟုတ်ပြီเนาะ f4x equal to 8 + 3ကိုအရင်စရေးလိုက်ပါလွယ်လွယ်လေးရေးလိုက်ပြီเนาะဆရာအခြေခံနေပြန်စတင်ပြမယ်ကဲပြီးတော့ဆရာတို့အရင်စရှာမှာက f4 1ဒါဆို f4 1ဆိုတဲ့သဘောတရားကဘာကိုဆိုလိုတာလဲဆိုရင်ဒီ x နေရာမှာ1ဖြစ်သွားတယ်ဟုတ်ပြီเนาะ x နေရာမှာ1ထည့်လိုက်တယ်ဒါဆို x နေရာ1ဖြစ်လို့ရှိရင်မှတ်ထားမယ်ဘယ်မှာပြောင်းရင်ညာမှာလဲပြောင်းဘာကိုပြောရလို့မေးဘယ်မှာ x ရှိရင်ညာဘက်ချက်မှာလဲ x ရှိတယ်ဘယ်နေရာမှာဆိုတော့ဒီ x နေရာ1လို့ပြောင်းလိုက်ရင်ညာဘက်ချက်မှာလဲ1ပြောင်းပေးရအဲ့လိုတစ်ခါတန်းပြောင်းသွားတယ်ဟုတ်ပြီเนาะအဲ့တော့ဘယ်မှာပြောင်းညာမှာလဲပြောင်းပိုကြီးမြင်စားအောင်မျက်စိလိုက်အောင်ဆရာဒီမှာမြားလေးနဲ့ပြမယ်เนาะ x နေရာ1ထဲမှာ1ထည့်အဲ့လိုတစ်ခါတန်းထည့်လိုက်တယ်ကဲထည့်ပြီးွားပြီဆိုခဲ့ရင်ဆရာတို့ဒီမှာ1ရဲ့3ရဲ့ပေါင်းမယ်1 3ပေါင်းပြရတယ်4ရဒါဆိုရင်ဆရာတို့သူကမေကွန်းတစ်ခုပြီးသွားပြီပေါ့နော်မေကွန်းတစ်ခုရဲ့အဖြစ်ပြီးသွားပြီအဲ့ဒီမှာဆရာဘာကိုပြောချင်တာလို့မေးရင်ဒီဘက်ခြမ်းဟာကို element လို့ခေါ်တယ်အဲ့တော့ element ပေးထားတယ်ဘာကိုရှာခိုင်းတာလဲ image ကိုရှာခိုင်းတယ်ဒီညာဘက်ခြမ်းကို image ရှာခိုင်းတယ်ဟုတ်ပြီနော်အဲ့ဒါပဲနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကလည်းမှာ element ရှာပေးထားတယ် image ရှာခိုင်းတယ်ဆိုတဲ့ဒီဘက်ကဒီ h နေရာမှာ2ဝင်ွားရင်
နောက်ဘယ်ဘက်ချမ်းမှာပြောင်းရင်ညာဘက်ချမ်းမှာလည်းပြောင်းကြောင်းကို2ထည့်တယ်ဒါဆို2နဲ့3နဲ့ပေါင်းဘယ်လောက်ရလဲ9ရတယ်ဟုတ်ပြီနော်ဒါဆိုနှစ်ခုပြီးသွားပြီလွယ်ပါတယ်လွယ်လွယ်လေးနောက်က f of -3 နော် f of -3 ရဲ့ f of 0ရဲ့ 2/3 ရဲ့ဆက်တစ်ခါရှင်းပြလိုက်တော့မယ်အောက်ကြည့်ရအောင်အဲ့တော့ f of -3 အစားသွင်းလည်းပဲဆက်လို့ဒီပညာဘယ်လိုသွင်းရတာလဲဒီ h နေရာသွင်းရမယ်နော်ဆက်လို့ပိုတိတာရအောင်ဆက်မှာကာလာလေးပြောင်းပေးလိုက်ပါမယ်ကဲဟုတ်ပြီအဲ့လိုအကြောင်းလေးပြောင်းလိုက်တော့ရှိရင်နည်းနည်းပို့ပြီးတော့မျက်စိတွေမြင်တော့မှာပေါ့နော်ဆိုတော့ဒီအနီရောင်လေး x နေရာမှာ -3 အစားသွင်းတဲ့ကြောင်းမလို့ဒီအနီရောင်လေး x နေရာမှာပါတယ် -3 အစားသွင်းတယ်ဒီနောက်က +2 ရောက်တော့ +2 တိုင်းပြန်ရေးတယ်ဒါဆိုရင်ဆက်တော့ဟာဒီမှာအနှုတ်3တဲ့ပေါင်း3ရရှင်းလို့ရှိရင်ဘာရလဲ0ဒါ image ရလာပြီအဲ့ဒါပဲနောက်က0ရှာခိုင်းတယ်မလားဒါဆို x နေရာမှာထည့်မလဲ0ထည့်ဘယ်မှာ0ထည့်ရင်ညာဘက်ချက်မှာလည်း0ထည့်တော့နောက်ကပေါင်း3ကျန်တယ်နော်ဒါဆိုပေါင်း3နဲ့တွက်လိုက်တော့ဘာရလဲ3ရတယ်ဒါဆိုနှစ်ခုပြီးသွားပြီနောက်ဆုံးတစ်ခုပါကျန်လဲမေကွန်က2/3ကျန်သေးတယ်နော်အဲ့တော့2/3ဆိုရင်သွားတယ်မယ်နော်လွယ်ကုန်ပြီဒီ x နေရာမှာဗာထည့်မယ်2/3ထည့်မယ်ဒီ x နေရာမှာထည့်မယ်2/3ထည့်မယ်ပေါ့ကဲထည့်သွားလို့ရှိရင်ဆက်လို့ဒီမှာကျတော့နည်းနည်းဆက်ရှင်းရတော့မယ်အပိုင်းဂိမ်းဟုတ်ပြီနော်အပိုင်းဂိမ်းဆက်ရှင်းရတော့မယ်အဲ့မှာဆက်နည်းနည်းပြောပြရမယ်နော်ဘယ်ဘက်ချမ်းမှာ2/3ထည့်ရတယ်ညာဘက်ချမ်းနဲ့တန်းထည့်ရတယ်နော်တန်းထည့်တယ်ဆိုတာဒီ x နေရာ4မှာတန်းထည့်ရမယ်လို့မှတ်ပါဟုတ်ပြီနော်မထည့်ဘဲနဲ့ဆရာတို့နောက်မှလိုက်ထည့်လို့မရအောင်နောက်မှဆိုတော့ဆရာတို့ဒီဘက်ချမ်းမှာ2/3ထည့်ပြီးတော့ဒီဘက်ချမ်းမှာ2/3မထည့်သေးဘဲနဲ့ x + 3ဆိုရင်မှားတယ်နော်အဲ့လေးလည်းမှတ်ထားအောင်နော်အဲ့လိုဆရာတို့ကြားပြီအဲ့လိုဒါဆိုရင်တပြားနဲ့ထည့်မယ်ပြီးလို့ရှိရင်ဆရာတို့ဆက်တွက်တော့မယ်တွက်တဲ့ခါကျလို့ရှိရင်ဒီ3ရဲ့အောက်မှာရှိဆို1ရှိတယ်3အောက်မှာဘယ်လောက်ရှိလဲ1အဲ့တော့ပိုင်းကျင်ကြည့်တဲ့အခါမှာ3တက်လီ3တက်လီ3ဆိုဒီအောက်3နဲ့မြောက်ရင်အပေါ်လည်း3နဲ့မြောက်တော့3လီကဘာရမလဲ9ရဟုတ်ပြီနော်ဒါပိုင်းကျင်ကြည့်တာကဲပိုင်းကျင်ကြည့်တဲ့အခါကျလို့ပိုင်းကျင်ကြည့်သွားလို့ရှိရင်2ရဲ့9ရဲ့ပေါင်းတော့11ရတယ်ဒါဆို11 by 3ဒါဆိုဆရာတို့ကနော်ဒီသူရှာခိုင်းတဲ့ဘာတကူတန်ဖိုးတစ်ခုဆရာတို့ရသွားပြီဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကသူကဘယ်ဘက်ချမ်းမှာ image element တွေပေးထားတယ်ညာဘက်ချမ်းဟာတွေဘာခေါ်လဲ image တွေကိုရှာခိုင်းတယ်ဟုတ်ပြီနော်ညာဘက်ချမ်း image ရှာခိုင်းတယ်အဲ့ဒါကို element ပေးပြီး image ရှာခြင်းလို့ခေါ်တယ်ကဲအဲ့တိုင်းပဲ a လေးရပြီဆိုခဲ့ရင် b လေးကိုနော်ကိုယ့်ကိုတွက်ကြည့်ပါရတဲ့အဖြေလေးကိုဆရာကိုပို့ပေးပါဟုတ်ပြီနော်အဖြေပဲပို့ပေးရပါတယ်ဟုတ်ပြီနော်ကဲပြီးလို့ရှိရင်နောက်သင်ခန်းစာတွေကိုထပ်ပြီးလေ့လာကြည့်ကြရအောင်